ထိုးဆက်လေးတစ်စီးလောက်လည်းလိုချင်တယ်ဝယ်ယူဖို့အတွက်ငွေလည်းလုံလောက်မရှိဘူး စိတ်ညစ်နေပါနဲ့ကိုကြီးရဲ့လားစွမ်းမြင့်နဲ့မူလလက်ဟောင်းမက်ဆီဖာဂူဆန်ထွန်ဆက်ရှိရဲ့လွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ကနေယနေ့ထိမြန်မာပြည်မှာတွင်တွင်ကျယ်ကျယ်သုံးစွဲနေတဲ့ဖွင့်ဆက်မော်ဒယ်မျိုးစားရှင့်ရင်းကောင်တွေက85ကောင်ဒီလုံးထိုးအင်ဂျင်24ဂါလန်ဆက်နဲ့စီတိုင်ကြီး Power steering စနစ်တက်ဆင်ထားပါတယ်ရှေ့မောင်းဂီယာ8ချက်နောက်မောင်းဂီယာ2ချက် 4-wheel drive မြေမွားဆက်အတွက် PTO ဂီယာ2ချက်ဟိုက်ဒရိုလစ်အတင်ချနဲ့အလိုလျောက်ထည့်ဆွေးတဲ့စနစ်လည်းပါပြီးသားဟိုက်ဒရိုလစ်က2တန်ကျော်ထိတောင်မှနိုင်တယ်ရှေ့တူစားအသုံးပြုဖို့ system လေးတက်ဆင်ထားပါတယ်မြေပြင်ကင်းလို့မှု ground clearance ကလည်းဒီလေးခွဲနီးပါးရှိတယ်ကုန်းနဲ့ရေ2မျိုးလုံးမှာအသုံးပြုလို့ရတဲ့တာယာရှင့်ကိုယ်လုပ်ငန်းအတွက်ငွေအရင်းနှီးများမစိုက်ထုတ်စေဘူးဆိုတဲ့သူတွေအတွက်အသစ်တော်ဆုံးထိုးဆက်မော်ဒယ်ပြော